အမျိုးသမီးတွေကိုဘာကြောင့်သင်ယူစေချင်တာလဲဆိုတာအဓိကအကြောင်းရင်းနှစ်ခုရှိတယ်။ပထမတစ်ချက်ကကြတော့ရွှေပညာကိုတက်မယ်ဆိုလို့ရှိရင်ဒီဝင်ငွေနဲ့ကိုချရောက်ပေါ်ကိုရက်တည်နိုင်တယ်ပေါ့နော်ဒီဝင်ငွေနဲ့ကိုမိသားစုကိုရှာကျွေးလို့ရတယ်ရွှေဆိုတာကလည်းမယောင်းကလည်းညက်နေတဲ့ business ထဲမှာပါတယ်အဲ့အတွက်ကြောင့်ကိုရွှေပညာတက်ထားမယ်ဒီရွှေရင်းနှီးတွေရင်းထားမယ်ဆိုလဲရှုံးစရာမရှိဘူးရွှေဆိုတာလည်းတဖြည်းဖြည်းတက်နေတာပဲလေနော်ဒုတိယတစ်ခုကကြတော့ကျမတို့အမျိုးသမီးတွေကအမျိုးသမီးဖြစ်နေတဲ့အတွက်ယောက်ျားရှာလာတဲ့ပတ်စံတွေကိုလည်း management လုပ်ပေးရတယ်ဒီလို management လုပ်တဲ့အရာမှာလည်းရွှေရလည်း investment တစ်ခုအနေနဲ့လုပ်ရတဲ့အရာဖြစ်တယ်ရွှေချောင်းကိုနားလည်ထားပြီးတော့ investment လုပ်တာနဲ့ရွှေချောင်းကိုမသိဘဲနဲ့ investment လုပ်တာအများကြီးကိုကွာခြားတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီရွှေပညာကိုမတက်ဖ ೇನೆ investment လုပ်ထားမယ်ဆိုလို့ရှိရင်သိန်းရာချီဆုံးရှုံးနိုင်တယ်။တကယ်လို့ဒါဒီရွှေပညာတွေရွှေချောင်းတွေလေ့လာထားမယ်သင်ယူထားပြီးမှ investment လုပ်မယ်ဆိုလို့ရှိရင်လည်းသိန်းရာချီလည်းဝင်ငွေတိုးပွားနိုင်တယ်။ကြောင့်မို့လို့ရွှေချောင်းကိုနားလည်ပြီးမှ investment လုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမျိုးသားရှာထားတဲ့ဝင်ငွေတွေကိုရှာထားတဲ့ဝင်ငွေတွေလည်းတဖြည်းဖြည်းတိုးလာမှာဖြစ်တယ်။တဖြည်းဖြည်းတိုးလာသလိုကိုယ့်မိသားစုရဲ့ဝင်ငွေတွေလည်းအများကြီးတော့တိုးပွားလာမှာဖြစ်တယ်။ကိုယ့်မိသားစုရဲ့ဝင်ငွေတွေလည်းစားတဲ့တကိုတဖြည်းဖြည်းစားပွားတိုးပွားလာမှာဖြစ်တယ်။ဒါကြောင့်မို့ရွှေပညာကိုလူသမီးတွေကိုလေ့လာစေချင်တယ်။